ဆိုင်ုံလာတဲ့ customer အကူအမတွေမေးလေးရှိတဲ့မေးခွန်းလေးတစ်ခုကတော့မိုးရေထည့်ရင်ဘက်ထရီပြတ်သွားမလားဆိုတာပါပဲအဖြေကတော့ဟုတ်ပါတယ်ပြတ်နိုင်ပါတယ်ဒါပေမဲ့ဘာကြောင့်ပြတ်တယ်လဲဆိုတာကိုသိဖို့အရေးကြီးပါတယ်မိုးရေထည့်ရင်ဘာကြောင့်ဘက်ထရီပြတ်တယ်လဲမိုးရေထဲမှာဖုံမုန်းတဲ့သတ္တုဓာတ်လေးတွေပါနေနိုင်ပါတယ်ဒီအညစ်အကြေးတွေကဘက်ထရီပလိတ်ကိုစားပြီးဘက်ထရီ capacity ကျစေနိုင်ပါတယ်မိုးရေဟာ pure water မဟုတ်ပါဘူးဘက်ထရီအိုးထဲထည့်ဖို့အတွက် acid ဓာတ်မပါတဲ့ပေါင်းခန့်ရင်ဘက်ထရီ distilled water ကိုဖြည့်နိုင်ပါတယ်ဒါပေမဲ့သူကလည်းအဖြည့်မတက်ရင်ဘက်ထရီကိုပျက်စီးစေနိုင်ပါတယ်ဘက်ထရီ distilled water ကိုသူ့အခြေအနေနဲ့သူမှန်ကန်စွာအသုံးပြုနိုင်မှသာဘက်ထရီရဲ့ capacity ကိုကောင်းမွန်စေမှာဖြစ်ပါတယ်ဒါကိုမမေ့ပါနဲ့သိငယ်တဲ့အမှားတစ်ခုကြောင့်ဘက်ထရီသက်တမ်း2နှစ်ကနေ6လအထိရော့ကျသွားစေနိုင်ပါတယ်ဒါဆိုဘယ်ချိန်ဒီမှာဘက်ထရီ distilled water ဖြည့်ရမလဲပလေပြားပေါ်သည့်အထိ acid ခန်းနေတဲ့အခါပလေပြားအောက်ခြေထိ acid ညော့နေတဲ့အခါမျိုးမှာဘက်ထရီ distilled water ဖြည့်ပေးနိုင်ပါတယ်သတိပြုရမှာကတော့ဘက်ထရီ distilled water ဖြည့်ပြီးတိုင်းမှာအသွင်ပေးဖို့ပါပဲဘက်ထရီတွေသက်တမ်းတာရှည်ခံစေဖို့ acid level ကိုပုံမှန်စစ်ဆေးပါအားဝင်အတွက်မျှတအောင်အသုံးပြုပါလို့မှာပြစေခင်ဗျာဘက်ထရီ inverter ဘာပဲလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဇုံဘက်ထရီ CN service ရဲ့ Viber နံပါတ်3995454339ကိုဆက်သွယ်နိုင်တယ်လို့ page messenger ကနေလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာဇုံဘက်ထရီ CN service မှာအမြဲယုံကြည်စွာလက်လက်ကဝယ်ယူအပ်ပေးကြတဲ့မိဟောင်းမိတ်တဲ့အပေါင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ